ခေါင်းလေးမင်းဘာတခုပြောလေ သွားပါရုံမလေးကိုခွင့်ပြုပါတယ်ရုံမလေးပြောခဲ့တဲ့အတိုင်းရုံမလေးနဲ့ပြန်ဆုံမင်းနေ့တွေကိုပဲဘုံမျော်လင့်နေပါမယ်ရုံမလေးကိုစားထားခဲ့တဲ့အယုံကလေးတို့တော့ရုံမလေးစိတ်ချပါကိုသူ့ကောင်းကောင်းဆောင်ရှောက်လိုက်ပါမယ်နော်ကျေးဇူးတင်ပါတယ်ကောင်းလေးဒါပဲနော်